စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ main office ကိုအဆင့်တန်းမြင့်မားပြီးရှားပါတဲ့နေရာမှာ grant အမည်ပေါက်မြေကို invest လုပ်ရင်းနဲ့ကိုယ်ပိုင်လုပ်ငန်းရဲ့ထေဝါခန်းနာမှုကိုချပြလို့ရမယ်အပြင်မိသားစုအတွက်ပါပြီးပြည့်စုံတဲ့နေရာတစ်ခုကိုရှာဖွေနေပါသလားဒါဆိုရင်တော့ရန်ကုန်မြို့လေရဲ့အလုံမြို့နယ်မင်းရဲကျော်စွာလမ်းကရှာရှာပါပါ grant အမည်ပေါက်နဲ့ပိုင်ဆိုင်နိုင်မဲ့အဆင့်မြင့်6ထပ်လုံးချင်း The Prince Business Hub နဲ့မိတ်ဆက်ပေးပါရစေ။ Embassy များနဲ့အနီးဆုံးဗဟိုအချက်ချကြတဲ့နေရာမှာတည်ရှိလို့လုံခြုံရေးအတွက်စိတ်ချရတယ်လို့ UMFCCI ရွှေတကုံဖျားဗဟိုအမျိုးသမီးစေယုံကြီးတို့နဲ့လည်းအနီးဆုံးမှာရှိပါတယ်။ဈေးဝယ်ထွက်ဖို့တော်ဝင်စင်တာစိန်ကြီးဟာစိန့်ဂျွန်စီတီမော်တို့အပြင်အပန်းဖြေခြင်းရင်လည်း Hopper City, Idol Bar and Barbecue တို့လိုနာမည်ကြီးစားတောက်ဆိုင်တွေကအနီးနားမှာတွင်ရှိနေတာပါ။နေထိုင်မှုအတွက်လားဒါမှမဟုတ်ရုံးခန်းဖွင့်မှုလား The Prince မှာသင်လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖြစ်မဲ့ option များကိုစိတ်ကြိုက်ရွေးချယ်လိုက်ပါစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အထူးသင့်တော်တဲ့ Soho option မှာဆိုရင်ရုံးခန်းအတွက်3လွှာနေထိုင်မှုအတွက်2လွှာနဲ့ rooftop အစရှိသဖြင့်ဖွဲ့စည်းတည်ဆောက်ပေးမှာဖြစ်ပြီး private lift ကားပါကင်နဲ့ commercial area တွေပါဝင်လို့လုပ်ငန်းအတွက်ထူးပင်အဆင်ပြေစီမှာပါမိသားစုများနဲ့တစုတဝေးတဲ့နေထိုင်ခြင်းသူတွေအတွက်လည်း resident only ရှိပါတယ်ကိုပိုင် private lift ကားပါကင်နဲ့ gym တို့အပြင်မိတ်ဆုံပွဲလေးတွေပါတီပွဲလေးတွေကျင်းပနိုင်မို့ rooftop မှာ barbecue ကောင်တာများကိုလည်းထည့်သွင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်လုံးချင်းအမျိုးအစားများကိုမြေအကျယ်32ပေ68ပေရှိတဲ့ The Prince Villa နဲ့မြေအကျယ်33ပေ60ရှိတဲ့ The Crown စသဖြင့် option 2မျိုးရှိတာမို့နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။နေထိုင်သူတွေစိတ်အေးချမ်းစွာနေထိုင်နိုင်မှု24နာရီလုံးချုံရေးစနစ်ကျတဲ့အမိုက်သိမ်းစနစ်နဲ့ common area တန်ရှင်းရေးဝန်ဆောင်မှုတွေကိုလည်းအပြည့်အဝစီစဉ်ပေးထားမှာပါ။ရှားပါတဲ့မြေပေါ်မှာလုံးချင်းအရေးအတွက်အနှဲငယ်ကိုသာအကန့်အသတ်နဲ့တိဆောက်ပေးတော့မှာဖြစ်လို့အချက်ချကြပြီးပိုင်ဆိုင်မှုခိုင်မာတဲ့ grant အမည်ပေါက်လုံးချင်းကိုဒီလိုနေရာကောင်းမျိုးမှာလက်မလွတ်ရလေအောင်အမြန်ဆုံးလက်ဦးမှုရယူဖို့လိုပါမယ်။အသေးစိတ်ကိုတော့အခုပဲဖော်ပြပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။